ကျွန်တော်အဲ့ဒီလိုပဲအမိုက်အိတ်တအိတ်ကိုလွှတ်ပစ်လိုက်တယ်အချိန်မကြာခင်မှာပဲချမ်းသာသူတွေကအဲ့ဒီအိတ်အတွက်တိုက်ခိုက်လူယူနေကြတယ်သူတို့ကဂိုလီတစ်လုံးအတွက်ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြတာပါအဲ့ဒီဂိုလီတစ်လုံးကိုတောက်လိုက်ရင်လူတစ်ယောက်ရဲ့အသက်ကို12တိုးပေးနိုင်တယ်လို့ဆိုတယ်အဲ့ဒီဂိုလီကမူရှာနေတဲ့ပန်းပွင့်တပွင့်ပေါ်ကိုကျသွားရင်တောင်ပန်းကပြန်လဲပွင့်လာနိုင်တယ်ဒါပေမဲ့ဂိုလီရဲ့အကျိုးသက်ရောက်မှုကိုကျွန်တော်လုံးဝမသိခဲ့ဘူးကျွန်တော်ကတော့အဲ့ဒါကိုအမြဲတမ်းလိုပဲစားနေခဲ့တာနှစ်ပေါင်းများစွာကျွန်တော်လှုပ်ထားတဲ့ဂိုလီတွေဟာအသုံးမဝင်ဘူးလို့ထင်ခဲ့တယ်ဒါကြောင့်မစားရသေးတဲ့ဂိုလီတွေကိုလည်းလွှင့်ပစ်လိုက်တယ်အဲ့ဒီနောက်ချမ်းသာသူတွေကနေတိုင်း luxury ကားတွေနဲ့လာယူကြတယ်ကျွန်တော်အတွက်တော့အဲ့ဒါကပြောစရာတစ်ခုလိုပဲဖြစ်ပြီးထွက်သွားလိုက်တယ်ချမ်းသာသူတယောက်ကဂိုလီကိုယူပြီးချက်ချင်းအိမ်ပြန်သွားတယ်သူကယောဂနဲ့တေဆုံးလူနီးပါးဖြစ်နေတဲ့သမီးကိုအဲ့ဒီဂိုလီကိုစားစေခဲ့တယ်သမီးရဲ့အခြေအနေကတိုးတက်လာခဲ့ပေမဲ့လုံးဝကောင်းဖို့တော့တေချာတဲ့ကုသမှုလိုအပ်နေသေးပါဒါကြောင့်အဲ့ဒီချမ်းသာသူကကျွန်တော်ကိုဖမ်းဆီးဖို့လူတယောက်ကိုပို့လိုက်တယ်သူကသမီးကိုကယ်နိုင်ရင်ရွှေတောင်များပေးမယ်လို့ကတိပေးခဲ့တယ်ကျွန်တော်မှကုသနိုင်စွမ်းရှိတယ်လို့မသိခဲ့ဘူးဒါပေမဲ့အနှဲငယ်တဟိတ်ငွေရနိုင်မှုစူးစမ်းကြည့်မယ်လို့ဆုံးဖြတ်ခဲ့တယ်သို့တော့မိန်းကလေးရဲ့ခန္ဓာကိုယ်ကိုထိလိုက်တဲ့အခါသူမဟာအရင်ကတည်းကသေဆုံးပြီးသားဖြစ်နေခဲ့တာကိုတွေ့ရှိလိုက်ရတယ်ကျွန်တော်ကချမ်းသာသူကိုမိန်းကလေးကိုအမြန်ဆုံးတကြိုတင်ကြောင်းအကြံပေးလိုက်တယ်ဒါကိုကြားပြီးချမ်းသာသူကအလွန်မျက်ထွက်သွားတယ်ကျွန်တော်ပြေးထွက်မလို့လုံနေချိန်မှာပဲသူကရော့ကတ်လိုမြန်နှုံးနဲ့ကျွန်တော်ကိုတားဆီးလိုက်တယ်သူကသူ့အမျက်ကိုဖြည့်ရှင်းဖို့ကျွန်တော်ကိုတက်ချင်ခဲ့ပေမဲ့ကျွန်တော်လုံးဝမထိခိုက်ခဲ့ဘူးအဲ့ဒီနေရာမှာရှိတဲ့လူအလုံးအံ့အားသင့်သွားကြတယ်ချမ်းသာသူကကျွန်တော်ဟာဖုံးကွယ်ထားတဲ့မာစတာတယောက်ဖြစ်နိုင်တယ်လို့သဘောပေါက်သွားတယ်သူကချက်ချင်းတူးထောက်ပြီးသမီးကိုကယ်ပေးဖို့တောင်းဆိုတယ်မတက်နိုင်တော့လို့ကျွန်တော်စားဖို့မေးနေခဲ့တဲ့ဂိုလီတဝက်ကိုထုတ်လိုက်တယ်အဲ့ဒီဂိုလီကိုမိန်းကလေးကိုစားစေပြီးသူမရဲ့ပါးစပ်ထဲကိုအသက်ရှူဖို့လေးဖိုက်ပေးလိုက်တယ်ဒါကိုမြင်ပြီးမိန်းကလေးရဲ့အမကြီးကကျွန်တော်ဟာတေဆုံးသူကိုမလေးစားဘူးလို့ထင်သွားတယ်သူမကကျွန်တော်ကိုသင်ခန်းစာပေးဖို့စီစဉ်လိုက်တယ်ဒါပေမဲ့ချမ်းသာသူကအဲ့ဒီနေရာမှာရှိတဲ့မြည်သူများကျွန်တော်ကိုမထိခိုက်နိုင်ကြောင်းသိခဲ့တယ်ဒါကြောင့်သူကကျွန်တော်ကိုလွှတ်ပေးလိုက်တယ်ဒီလိုနဲ့ကျွန်တော်အဲ့ဒီနေရာကနေထွက်သွားခဲ့တယ်ချမ်းသာသူကဝမ်းနည်းစွာသမီးပေးမှနေခဲ့တယ်နောက်နေ့မှာကြီးမားတဲ့တကြိုပွဲပြုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတက်တက်ရောင်လင်းတဲ့တစ်ခုကမိန်းကလေးကိုရုတ်တရက်ဝိုင်းပတ်သွားတယ်ထို့အချိန်မှာပဲကျွန်တော်ရဲ့မဖြစ်မနေလို့တဲ့ဂိုလီဟာအလုတ်လုတ်စတင်နေပြီဆိုတာသိလိုက်ရတယ်